န်ဒါလွတ်ခေါ်ပေမဲ့ဝဝမဟုတ်တဲ့ပန်ဒါနီအကြောင်းတင်သိချင်နေမယ်ထင်ပါတယ်သူ့ရဲ့ရွယ်စားကအင်ကြောင်တကောင်စာလောက်ပဲရှိတာပါကိုပေါ်မှာဆိုရဲနီးညိုရောင်အမွေးမင်းနဲ့ဖုံးလန်းနေပြီးဘိုင်းနဲ့ခြေထောက်တီကတော့အနက်ရောင်ပေါ့မင်းနာဘော်ကအဖြူရောင်မှတ်သားတွေကသူ့ကိုပို့ပြီးထင်ရှားစေတယ်အထူးခြားဆုံးကတော့သူ့ရဲ့ရှေ့လျားပြီးအခွင့်လိုက်အစင်ကြပါတဲ့အမီဖွန်းဖွန်းကြီးပါပဲသူတို့နေထိုင်တဲ့နေရာကတော့ဟေမဝန္တတောင်တန်းအရှေ့ပိုင်းနဲ့တရုတ်နိုင်ငံအနောက်တောင်ပိုင်းကအမြင့်ပိုင်းတောတွေပါအတိအကျပြောရရင်တော့နီပေါဘူတန်အိန္ဒိယမြန်မာနိုင်ငံမြောက်ပိုင်းနဲ့တရုတ်နိုင်ငံတို့မှာပေါ့အထူးသဖြင့်ရေအရင်မြစ်နာကမဆောက်တဲ့တောင်ဆောင်တွေပေါ်ကထူးထပ်တဲ့ဝါတော်တွေကိုပုံနေတတ်ကြတယ်။သူတို့ကလေတကောင်ထဲတိတက်နေရတာကိုကြိုက်ပြီးတစ်ပင်ပေါ်မှာအနေများတဲ့တတ္တဝါမျိုးပါ။မိုးစောချိန်နဲ့နေဝင်ရတဲ့အချိန်ဒီမှာအလုံးရှားဆုံးမယ်။အဓိကစားအစာကတော့ဝါရွက်နုနုနေနဲ့ဝါမြစ်တွေပေါ့။ဝါကိုကျွန်းချင်းကင်စားနိုင်မှုသူလက်ကဝမှာလက်မှတ်တူဆိုတဲ့အဖိုးရိုးဒီကိုတောင်ပါသေးတယ်။အံ့အားစရာအကောင်းဆုံးအချက်ကတော့သူတို့ရဲ့မျိုးနွယ်ပဲ။ပန်ဒါနီဟာဝဝလည်းမဟုတ်ရက်ကွင်းလည်းမဟုတ်ပဲအေလူရီဒေးဆိုတဲ့သူ့ရဲ့ကိုယ်ပိုင်မျိုးရင်းထက်ကတူဦးတော့ရှင်ကျန်းသူပါဒါကြောင့်ပန်ဒါဝဝကြီးထပ်ဆိုင်ရင်ရက်ကွင်းနေမွဲပါတယ်နဲ့မျိုးရိုးပိစအရာပို့ပြီးတော့နှီးဆက်ပါတယ်ဒါပေမဲ့နေရင်ဒေတာတွေပျက်စီးလာတာကြောင့်မျိုးသွန်းလွတ်နေပါအန်ဒီရဲ့နဲ့ရင်ဆိုင်နေရပါတယ်ဒီလိုထူခြားတဲ့သက်သွာလေးတွေမပြောက်ကွယ်တော့အောင်ဝိုင်းဝန်းကာကွယ်ကြဖို့လိုအပ်နေပါပြီ